ခဏလေးကျွန်တော်ဗျာကျွန်တော်အိမ်မက်အကြောင်းကျွန်တော်ပြောပြညတော့အိမ်မက်ထူးဆန်းလို့ပါဗျာနော်အခုတလောကျွန်တော်လည်းဘာဖြစ်နေလဲမသိဘူးထူးဆန်းဖြစ်စင်နေပြီမနေ့တော့ခွေးယူလိုက်ကြိုက်တယ်ဗျာနော်ကိုအခန့်ရှိဒီနေ့ကျတော့ညဘာအိမ်မက်လဲအောင်မေးကြံဖန်ဖန်ဗျာဇော်မဲလုံးသွားအိမ်မက်ယူဒနာအိမ်မက်ထားမဟုတ်ဘူးတတိတော်နည်းနည်းထားအောင်မရယူဒနာအိမ်မက်ထားမဟုတ်အမှုကိစ္စတစ်ခုနဲ့အဲ့ဒီယုံရောက်သွားတယ်ဇော်မဲလုံးတို့ယုံရောက်သွားတော့အမှုကိစ္စကလည်းကိုအတိတယောက်ရဲ့အမှုကိစ္စအဲ့မှာ तू ကအဲ့နေ့က तू လွတ်တဲ့နေ့လာဘလို့လည်းမသိဘူးစာရွက်စာတမ်းလက်မှတ်တော့ထိုးပြီးတော့ထိုးရမှာဘလူကလက်မှတ်ထိုးရမှာလဲဆိုတော့ဘလူကိုထိုးခိုင်းရမှာလဲဆိုတော့ဇော်မဲလုံးကိုထိုးခိုင်းရအဲ့မှာဇော်မဲလုံးကိုထိုးခိုင်းရမှာဆိုတော့အဲ့လူသွားထိုးလို့မင်းလည်းအဲ့မှာခန်းထဲဝင်သွားလို့ခန်းထဲမှာဇော်မဲလုံးရှိရလို့ပြောတယ်အဲ့ဇော်မဲလုံးရှိသွားတယ်သူလက်မှတ်တော့ထိုးတော့စာရွက်နဲ့ဇော်မဲလုံးကအဲ့ဒါသူကိုယ်တိုင်ထိုးမပေးလိုက်ပဲနဲ့အဲ့စာရွက်ကြီးကင်ပြီးဇော်မဲလုံးကအပြင်ထွက်လာပြီးတော့အပြင်ကဆေးရေးမတယောက်ကိုသွားထိုးခိုင်းတယ်ထိုးခိုင်းလိုက်ပြီးလေပြီးပြန်လာတော့ဗျကျွန်တော်ကယုံကန်းထဲမှာဘယ်လိုစဉ်းစားနေလဲဆိုတော့နော်အဲ့ဒါမြို့ပြောချင်တာဇော်မဲလုံးမကျင်တတ်တာတွေကအိမ်မက်ထဲမှာပါတယ်ယုံကန်းထဲမှာကျွန်တော်ဘယ်လိုစဉ်းစားနေလဲဆိုတော့အပြင်မှာဇော်မဲလုံးတော့တွေ့ပြီဘယ်လိုဖြောရင်ကောင်းမလဲစဉ်းစားတာအဲ့ဒါလက်ထဲမှာလည်းဘာမှပါမလာဘူးဆိုတော့ဒီတိုင်းပြစ်ထိုးလို့အဆင်ပြေဘူးလို့စိတ်ထဲမှာသင်းသားနေလဲပြီးရောပြန်မယ်ဆိုတော့မှကားနဲ့အဲ့လက်မထိုးတော့ဘာလုံမရဘူးလို့စိတ်ထဲမှာအဲ့လိုပဲတွေးပြန်လဲပြန်အောင်ဖြစ်ချင်တော့အဲ့လိုင်းကားလေးနဲ့နော်အဲ့ဇော်မဲလုံးမှာပြန်တာအဲ့လိုင်းကားလေးနဲ့သူပါတခါတည်းပြန်တာအဲ့လိုင်းကားလေးနဲ့ဘယ်ကိုပြန်တာလဲတော့မသိဘူးသူကတော့အဲ့ကျွန်တော်တို့ကလည်းအဲ့လိုင်းကားနဲ့ပြီးလဲပြီးရောကျွန်တော်ထိုင်းနေနဲ့အဲ့ကားပေါ်မှာပဲကျွန်တော်နောက်အပေါက်ဖက်ကိုနောက်ခိုင်းမိထိုင်းဇော်မဲလုံးကဘယ်ခုံလဲဆိုတော့ကျွန်တော်နောက်ကခုံဖြစ်ရှင်တော့ကျွန်တော်အဲ့လူကိုအဲ့ဇော်မဲလုံးအပြင်မှာတွေးတော့ဘလို့ဖြောရင်ကောင်းမလဲဗောကိုလည်းစဉ်းစားအမျိုးစဉ်းစားနေနဲ့အဲ့ဖုံးလေးကိုကျွန်တော်ဖုံးကြည့်နေကျွန်တော်ဖုံးပိတ်ပြီးတော့ဘောင်းမိတ်ထဲထိုးထည့်လိုက်ဘာလို့လဲဆိုတော့ဒီဇော်မဲလုံးသူဘာမလုပ်ရဘဲနဲ့ခဏနေသူဘာမလုပ်ခင်ခဏနေကိုဖမ်းနေဦးမယ်လို့ဖုံးထဲမှာလည်းသူတို့မကောင်းကြောင်းတွေပြောထားရရှိတယ်ဆိုတော့မန်အဲ့လိုမျိုးတွေးပြီးတော့ဖုံးဘောင်းမိအိတ်ထဲထည့်လိုက်ပြီးတော့ဟိုကောင်တော့ကအိတ်ထဲမှာဓာပါသူ့ရဲ့ဘောင်းမိအိတ်ထဲမှာဓာပါလာဓာရဲ့နှစ်ချောင်းသုံးချောင်းပဲပါလာပြီးတော့အိုက်ဓာနဲ့ထိုးကြည့်လိုက်တော့ဓာတွေကဗျာတန်ချောင်းတွေလိုပဲဘာမှသုံးစားမရတဲ့ဟာတွေအချွန်လည်းမဟုတ်ဘာလည်းမဟုတ်နော်4000ကြက်ဖြတ်ထားတဲ့တန်ထုံးတွေလို့နောက်တော့ရိုက်လို့လည်းမရဘူးလက်မလောက်လက်ညှိုးလောက်ကလေးဘာမှလုံမြောက်ဘူးနှစ်ယောက်တိုင်မင်းတာဘာလုံမြောက်กว่าတော့ဟာနဲ့လက်ထဲမှာဘာမှမတော့ဘူးဗျနော်အဲ့လူတွေအဲ့ဇော်မဲလုံးတော့မအားလာတော့မကျင်တတ်လားစိတ်ထဲမှာဘလောက်ထိအညိုးတီးထားနေလဲဆိုအိမ်မက်ထဲမှာတော့အဲ့လူတွေဖြစ်နေတာလို့အဲ့လေးပြောပြရတာနော်အဲ့တော့အမျိုးတွေဟုတ်ပြည်သူတွေနော်အမှန်ဘက်ကိုလိုက်တဲ့အမှန်ဘက်တော်သားကျွန်တော်ပြည်သူအားလုံးအောင်ကျွန်တော်စိတ်လိုပဲနေမှာပဲနော်အဲ့လိုပဲကိတ်အောင်နေမှာပဲဒီတက်အောင်ပို့ဖို့နော်ကျွန်တော်တော့အဲ့လိုပဲစဉ်းစားတယ်
အိမ်မက်မက်တာတောင်ပါပဲနော်အကျဉ်းတတ်မှုတွေကသွားပြီးတော့ရှိနေတာဘိုင်ဘိုင်အဲ့ဒါလေးလာပြောပြတာဗျာဒီကုတလောထူးဆန်းဖြစ်စင်နေပြီပဲနော်ထီတွေချဲတွေမြန်ပေါက်လာမသိ